ဓမ္မတာလာကနီးအဖြူစင်းညာလာတာပုံမှန်လားဓမ္မတာမလာခင်ရက်ပိုင်းအလိုမှာအဖြူစင်းတာကရုတ်တရက်ပူညာလာတယ်ယောဂညာဖြစ်နေလားဆိုပြီးစိတ်ပူပူပါလားတကယ်တော့အဖြူစင်းညာတိုင်းပုံမှန်မဟုတ်တာမဟုတ်ပါဘူးဒါပေမဲ့တချို့လက္ခဏာတွေပါတွေ့ရှိနေတဲ့ဆိုရင်တော့ပေါ်စာမထားတင်ပါဘူးဒီနေ့တော့ဓမ္မတာလာကနီးအဖြူစင်းညာလာတာဟာဘယ်အချိန်မှပုံမှန်ဖြစ်ပြီးဘယ်အချိန်မှတတိထားတင်လဲဆိုတာပြောပြပေးပါမယ်နံပါတ်1ဓမ္မတာမလာခင်အဖြူစင်းတာပူညာလာခြင်းဓမ္မတာမလာခင်ဟော်မုန်းအပြောင်းလဲကြောင့်အဖြူစင်းတာပူညာလာတာကလူတော်တော်များများမှာပုံမှန်ဖြစ်နိုင်ပါတယ်နံပါတ်2အယောင်ကြည့်ပြီးအနံ့မပြင်းခြင်းအဖြူစင်းတာကအဖြူနို့ရောင်သို့မဟုတ်ကြည်လင်ပြီးအနံ့မပြင်းဘူးရားရံခြင်းမရှိဘူးဆိုရင်ပုံမှန်ဖြစ်နိုင်ပါတယ်နံပါတ်3ရာရန်တာနာကျင်တာပါလာခြင်းအဖြူစင်းတာနဲ့အတူရာတာပူဆက်တာနာကျင်တာတွဲချင်းနေတဲ့ဆိုရင်ပိုးဝင်တာလိုအခြေအနေတွေနဲ့ဆက်ဆက်နေနိုင်တာကြောင့်စစ်ဆေးတင်ပါလေနံပါတ်4အယောင်နဲ့အနံ့ပြောင်းလာခြင်းအဝါရောင်မိခိုးရောင်ဖြစ်လာတာငါးညင်နှံလိုအနံ့ကျင်းလာတာတွေကပုံမှန်မဟုတ်နိုင်ပါဘူးနံပါတ်5ဓမ္မတာပြီးသွားလဲမပြောက်ခြင်းဓမ္မတာပြီးသွားတာတောင်အဖြူစင်းတာကအရန်ညာနေတာဒါမှမဟုတ်လက္ခဏာတွေကမတက်တာဘူးဆိုရင်တော့တာဖာမီရဲ့ဆရာဝန်နဲ့တိုင်ပင်စစ်ဆေးတင်ပါတယ်ဘလိုကြီးဆိုင်တင်လဲတန်ရှင်း6တွေ့ရုံထိမ့်သိမ့်ပြီးအတွင်းခံကိုပုံမှန်လဲပေးပါလေဝင်လေထွက်ကောင်းတဲ့ခြေသားအတွင်းခံကိုရွေးဝေးပါမိမက်ကိုအတွင်းကိုစေးရင်နဲ့စေကြောချင်းရှောင်းပါရှားရန်တာအနံ့ကျင်းတာအယောင်ကြောင်းတာတွေတွဲဖြစ်နေတဲ့ဆိုရင်မပေါ်စားပဲဆရာဝန်နဲ့တိုင်ပင်စစ်ဆေးတင်ပါတယ်ဓမ္မတာမလာခင်အဖြူစင်းတာနည်းနည်းညာလာတာကပုံမှန်ဖြစ်နိုင်ပါတယ်ဒါပေမဲ့အနံ့အယောင်နဲ့ရှားရန်တာတွေပါတွဲဖြစ်နေတဲ့ဆိုရင်တော့ကျန်းမာရေးကိုပိုကြီးဆိုင်တင်ပါတယ်နော်